ပြဿနာတွေကတော့စပြီးကြောက်ခိုင်းအမင်းတို့ပြောရလေတုံးပြန်မှုတွေကတော့လာတော့မယ်ဆိုတော့ဘာလို့ကြမှာရုံးပြန်မှာရုံးကလည်းအချိန်ကိုတိပြီးတော့အေးပြန်မယ်ကွာလိုင်းမော်လည်းတည်ရင်တော်တော်စုံနေကဲတော့ရောက်နေဒီမှာကွာလိုင်းပေါ်မှာလည်းသတင်းတွေကစုံနေတာပဲငါတို့ပြန်လာတဲ့လန်ကီလည်းဘာမှမဖြစ်ပါဘူးအဲ့ငါတို့ပြန်တဲ့လန်ကီကဂိတ်တစ်ခုမှအောင်ချနေကြတယ်ငါတို့အဲ့အချိန်အဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူးအေးလေဟဲ့ကွန်မန့်နေရှောက်မှန်းမနေနဲ့ဦးမင်းအစဲခံနေရအောင်မယ်အေးပါမမှတ်ပါဘူးကွာအေးကွာအဲ့ဒါတွေကလည်းတစ်မျိုးငါတို့တွေကလည်းအစဲခံမှာဆိုလို့မျိုးသိပ်ထားတာတွေများနေပြီကွာလူတွေကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေလို့ပဲငါတို့လည်းဘယ်လိုပြောအောင်မသိတော့အေးကွာဦးကြီးလာဦးတော်နိုင်လည်းပါလာတာဟုတ်အေးကွာငါမင်းရောက်နေတယ်ဆိုတော့ငါမင်းတွေ့ကျင်နေတာကိုကြီးချီရောက်သွားတော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်တို့လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်အောင်ပါမလားဒီမှာကျွန်တော်တငယ်ချင်းတွေပါလာတယ်သူကတော့ကြောက်ခိုင်းသူကတော့ဒုက္ခရတယ်ဟုတ်ကဲ့ပါဗျကိုညီနဲ့တော့မိတ်ဆက်ပြီးပါပြီဟုတ်ကဲ့ငါပြောတော့တယ်ဟိုကလေဒီမှာအေးဆေးပဲမို့လားမင်းတို့ဘယ်တော့ကြာနေဦးမှာဩအရန်တော့လည်းမကြပါဘူးအလုပ်ကလည်းတစ်ဖက်လောက်ပဲခွင့်ရတာမင်းတို့လည်းမိတ်ဆက်ပြီးရအောင်မယ်ဒါကတော့ငါတို့ရဲ့ရွာရဲ့အုပ်ချုပ်ရေးမှုဥတော်တာလေဟုတ်ကဲ့ပါကျွန်တော်တော်တာပါဟုတ်ကဲ့ပါဗျာဦးလေးရွာမောအေးဆေးပဲအေးဆေးပဲလားဆိုတော့လေအေးဆေးလို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့လူတွေတော့တိတ်မစုံတော့ဘူးကွာသူတစ်ပြည့်လူငယ်ပိုင်းတွေပေါ့လူငယ်တွေမစုံတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ဘူးကိုကျော်ခိုင်တခြားရွာတွေပါမစုံတော့တာလိုင်းပေါ်တော့လည်းသတင်းရလည်းစုံနေရပါပဲအခုဦးညီတို့ရွာတော်မှာလိုင်းပေါ်မှာပြာကျနေပြီဆိုတော့ကျွန်တော်အာယူကိုမေးကြည့်ရတယ်ဒီကောင်ရွာနဲ့အဆက်အသွယ်ရတယ်အဲ့တော့မှတော်ပါသေးတယ်ဗျာရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးဒါပေမဲ့ခုနငါပြောသလိုလူငယ်ပိုင်းပေါ့အလုတ်သွားလုပ်မယ်ဆိုပြီးပျောက်သွားတာဘာသတင်းမှမရတော့မင်းကြီးတက်ဦးမောင်တော့ဘာတွေညာတွေဖြစ်တော့တော်ရဲသွားမယ်ဆိုတော့ငါမှလည်းထန်ထိန်လာတာဟဲ့မင်းတော်ရဲပါသွားလို့အဲ့ဒါလေနားယောင်တာနားယောင်တာဟိုကောင်စံခဲတို့သုံးကြောက်ဒီကောင်မှနားယောင်သွားတာစံကေဟုတ်တယ်ဘာထူးလဲရောဘာမှမထူးအကြောင်းလည်းမပြန်ဘူးဟေ့အကြောင်းပြန်တယ်လို့ပြောအောင်မင်းကိုဆက်သွယ်မဲ့လူပါအကောင့်ဆက်သုံးလို့ဟာသူလည်းငါ့လိုအကောင့်တူကွာအကောင့်တူဘာလို့မင်းဘယ်လိုလုပ်ပြန်လာတော့လို့ဆောက်ဒါပေမဲ့ तू တင်တဲ့သတင်းတွေကအကုန်မှန်တယ်လေဩမင်းကလည်းမင်းတော့မှလေအကောင့်တူတွေနဲ့ဟိုအချင်းငတ်သူလေးတို့ဘာလို့မင်းလုပ်ပြီးလုပ်နေရလဲအကောင့်ပေါင်းတော့လေတစ်ဖက်ကရောမင်းကိုအကောင့်စစ်ချပြမှာလားဟဲ့ငတုံးကဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်တွေအများကြီးပဲရတယ်လေဘေးပေါ့ဟိုလိုက်တွေအများကြီးရတော့ကွာရောဒါပေမဲ့ဟို၄နှစ်တာကာလအတွင်းမှာလေအမေရိကကိုသွားတဲ့လူလို့အော်ဂျီကိုသွားတဲ့လူလို့အ
အကုန်လုံးတော့အဆင်ပြေနေပြီနော်အော်ငကိုတွေကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေဘာပြောဟမ်အခုမှမင်းတို့အားကြမနေနဲ့အစတွေကတော်ရဲသွားပြီးလက်တောင်ချောင်းထောင်လိုက်ပြီးနေပြီ မင်းတို့ညပါဇက်ပိတ်ထားလိုက်မင်းတို့ညလုံးပါဇက်ကိုပိတ်ထားလိုက် ဘာဖြစ်လို့ ဟမ်ငါအစောကြီးတဲ့တော်တဲ့ကိုသွားပါမယ်ပြောတော့မွေကြောက်တယ်လေချိန်ကြိုက်တယ်လေနဲ့ ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ပေါ့ဟိုတော်ရဲကိုသွားပါပြီတဲ့ဟမ်ဘယ်သူကကြိုးဆိုပြီးဘယ်သူကတာဝန်ယူမှာလဲငါကြားထားတဲ့သတင်းအရာလေနေဆက်မှာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာတိလားမင်း မင်းကွာအဲ့ဒီဟုတ်လို့လား ပြောနေမင်းတို့သုံးကောင်တိုင်ပတ်နေဟုတ်လားဟမ်ကိုယ်တိုင်လည်းဘာမှမလှုပ်တတ်ဖဲနဲ့ကွာ ဘာလို့တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည့်ဟမ် အခွင့်အရေး ဟုတ်တယ် မင်းတို့ငါအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်ဒုပြမလဲဟမ်ဟောလက်ထဲကိုတနတ်တာထည့်ပေးလိုက်လို့ကတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြစ်ပလိုက်ပါပေါ့ ဟုတ်တယ် လွယ်လိုက်တာကွာအန်တရရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုရွေးမလို့ဟမ် လွယ်ပါတယ်ဗျာလွယ်ပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန်ရရှိလို့အဲ့ကောင်ကျွန်တော်ပြစ်လိုက်မှာပေါ့ အယူဟုတ်အန်တရပြုတ်မဲ့ကောင်ဟာဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမဲခေါင်းထဲမှာမှတ်ထားဟောတော်ကြောင်တော် ဟောလက်တွေကပါသွားတယ် ဟိုလူကြီးပဲကွာလောက်ပါ ဘာလို့လောက်ပါသေးလဲကွာ ဟုတ်ပြီကွာတော်လူကြီးပဲ ဒီဘဲရောငါကြည့်နေတာကြာပြီဘာလို့တိုးပြောမှာဟိုမင်းတက်ထရ3ရင်းနဲ့ထွက်လာလို့တော့3ပွင့်နဲ့ထွက်လာရင်ဘယ်တော့လူလဲလုံးလိုက်မလဲမသိဘူးဟောလာစမ်းနေတယ်ဒလန်ဆိုပြီးလက်တို့လိုက်လေကြီးကနေဖြစ်သွားမယ် နေမင်းကဘသူ့ကိုလက်တို့ပေါ့ ငါလိုင်းမတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြဿနာတက်သွားမှာပေါ့ ကိုယ်ကနေတော့ကိုသိတယ်ဟဲ့လား နေစမ်းပါကွာအာယူမင်းတို့ရွာလေးကတာယာလိုက်တာပါအေးစီလေးဒါလည်းမင်းကဒီเจ้าကိုဘာလို့ခေါ်လာ ဒါကငါတက်ခဲ့တဲ့အကြောင်းလေငါတက်တုံးကဆရာမတွေကတော့ပင်းစင်းနေယူကုန်ပြီဒါပေမဲ့ကျုပ်ငါတငယ်ချင်းတွေကတော့ဒီเจ้าမှာဆရာမတွေပြန်လုပ်နေတာမင်းတနဝီဘာဖြစ်လို့လဲ အာယူခလေးအစာအစိတ်တင်လို့ဒေါက်တာမင်းတွေဆေးကံပို့မှဖြစ်မယ် လာအဲ့ဆိုမြန်သွားမရပါဘူးလာ ကျေးဇူးတင်ပါတယ်ဆရာမတို့ရေအကွာကြီးကိုကြီးလည်းကျေးဇူးများတင်ပါတယ်ဗျာမပြန်ခင်ကျွန်တော်တို့တစ်ခါတော့လာလဲပါအောင်လားကျွန်တော်နေ့လည်စာနဲ့အိတ်ခံပါမယ် ရပါတယ်ဗျာကုညီရမယ့်တာဝန်ရှိလို့ကုညီတာပါခလေးကဗျူးဆိုင်လာ ဟိုခလေးကမတက်တာသေးလို့အเจ้าမထက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှာခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าကြီးကိုတေချာလေးပြောပေးထားပါမယ် ဟုတ်ကဲ့ပါဆရာမဟုတ်ကလေးတော့ဘာမှစိုးရိမ်စရာမရှိဘူးတခုဆိုရင်စေကန်းကိုလာခဲ့တယ်ဒီကလေးမလာအောင်ဆိုလို့ရှိရင်ဖုန်းသာဆက်ဆရာလာခဲ့တယ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာအားလုံးကျေးဇူးတင်ပါတယ်ဗျာတော့ကြည့်ပါဦးနော်အာယုမင်းတို့ရွာပြန်ရောက်နေရဆိုတာဥဒ္ဒရာကြီးပြောပြလို့ငါသိပြီးပါပြီကွာငါတော့မင်းတို့စီလာအောင်မလို့ ကိုမင်းလေးရွာမှာစေကန်းဖွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်လာဖို့လည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်ဆန်ဆန်ဖြစ်သွားတာပေါ့ဗျာဩကျွန်တော်မိတ်ဆက်ပေးအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းတွေသူကတော့ကြော်ခိုင်းနဲ့သူကတော့ဒုက္ခ ဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်ခင်ဗျ အေးမင်းတို့တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဒါငါတငယ်ချင်းတွေပဲသူ့နာမည်ကတော့မေတ္တတဲ့သူကတော့ဝိကြီး ဟုတ်ကဲ့ပါဝမ်းသာပါတယ် ကဲတွေ့ရတာဝမ်းသာပါတယ်အားလုံးနဲ့ဟုတ်ကဲ့တွေ့ရပါဒီလိုအခြေအနေမျိုးမှာတွေ့ရတာပို့ပြီးတော့ဝမ်းသာပါတယ်ဟိုရှမ်းဦးမှာရောအခြေအနေအေးဆေးပဲလားဟို live မှာတော့သတင်းတွေကစုံနေရပါကွာ ရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော် ဟုတ်ပါတယ်ဆရာကောင်းပါတယ် ပေါ့မှာ အေးကွာ2021ပြဿနာတွေဖြစ်တော့မှမြို့တော်မှာတတိယလိုက်ပြီ ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေတာမလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုံမှန်လင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဗျာ ငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်စွတ်ခွန်သွားကြတယ်ဟ
အဲ့လိုစုတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပျက်စီးနေတာမျိုးလည်းမဟုတ်ဘူးတဲ့ကွာပြောရင်းနဲ့နိုင်ငံရဲ့လမ်းကြောင်းကိုရောက်သွားပြီကွာ ဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ့သွားပါလို့ ။အော်နင်တို့ညောင်ငါမေးအောင်မေး။နင်တို့တွေတောက်လျှောက်ကြောင်းသွားနေရလား။ကြောင်းမထွက်ကြဘူးလား ထွက်เสียလားဟဲ့ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြရတယ်စာတင်မို့ကငါတို့အလုပ်ပဲ ဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးလား ရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာ ပုံမှန်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါ ။နင်တို့စင်ရောပြေကြရလား အဆင်ပြေပါတယ်ဆရာမဆိုတော့ဆရာမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေ ကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတားတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရတာအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတော့ကဆိုခဲ့တဲ့သစ္စာစကားတွေကအလဟတ်တဖြစ်သွားမှာတကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးနဲ့တာဝန်လေးတယ် ဒါဘောဆရာကြီးမှန်တာပေါ့အနုပညာသမားတော့အနုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုယ်သိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်ကတော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးရေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ် ဟုတ်ပြီမင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်စီကိုလည်းသွားပြလိုက်ကြအောင်အေးနောက်တစ်ခါဆိုငါမကယ်နိုင်တော့ဘူးနော်မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ ဒါတော့မှကျုပ်ရောက်တာမြန်လို့မင်းတို့ဒီသုံးကောင်လုံးသေပြီဟာသေစရာလားကျွန်တော်တို့သုံးကောင်ဒီကောင်တွေကိုအသာလေးထိနိုင်တယ် ရှင်းတော့တိုက်ရုံဝင်သားလို့ကမဟုတ်ရင်ကျွန်တော်လက်ကတည်းကရာတိုင်းညားနေပါလေဆိုမှတိတယ်ကငါလက်ကမရဘူးအဲ့လိုဘရိတ်ကိုထိလို့မရဘူးအဲ့လိုလုံးလိုက်ပါအသက်ကလက်ကွက်ကျွန်တော်တို့ကရှော့လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာဒဏ်ရာဆိုတာလည်းမစွတ်တော့နည်းလေးရပါတော့ပြောရတို့ကိုယ်ရှော့ပြောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ကြဦးရလေဗျာသူရဲကောင်ဆိုတာဒဏ်ရာနဲ့တော့ဘယ်ခင်းမှာမလဲဗျာ ဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်မရ တော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာဟာသွားပြီလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလား ။ဟဲ့ဆန်းကြီးမင်းကဘယ် post မှာတွားပြီးတော့ဟာတွားပေးရလေ ဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာပုံတွေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးသွားပေးလိုက်တယ်အဲ့ပြဿနာတက်တာ စံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတယ်မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်အေးကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ post တွေကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ် ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနတ်တယ် ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်အေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်လား တော်ပြီကဲမင်းတို့သုံးအောင်စလို့ဒေါက်တာမင်းလင်စီကိုသွားပြဖို့လို့အာယူညာမင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်တာလေးဟုတ်ကဲ့ဟုတ် ဦးလုံးကြီးသွားလိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိကြပြီ ကဲသွားတော့ဗာမင်းမလဲသွား